မြင်လာမသိဘူးနော်ကျွန်တော်ဒီမနက်က3ည1နဲ့5တိကိုကျွန်တော်ဒီလိုပေးတာဒီ9ရယ်ဒီ9ရယ်ဒီ2ရယ်3လုံးပေါင်းရင်6နော်ဘူပုံလေးနော်3လုံးပေါင်းရင်6ဒီမှာလဲ3လုံးပေါင်းရင်6ပဲ3လုံးပေါင်းရင်6ပဲ5 9 2 3လုံးပေါင်းရင်6ဒီမှာလဲ9 6 1 3လုံးပေါင်းရင်6ကျွန်တော်ဒီမှာမနက်က1နောက်ပိတ်နဲ့ကြိုက်လို့1ကိုအပိတ်ကို3ည1နဲ့5တိကို3လုံး6မလားဆိုပြီးတော့ကျွန်တော်1ပိတ်နဲ့3ည1နဲ့50တိကိုကျွန်တော်ထိုးခိုင်းတာနော်အဲ့တော့ကျွန်တော်ပြမယ်ဒီမှာခုမနက်ခင်းကိုနှစ်ခွန်ပရိတ်ကိုနော်ဒီမှာ1 9 1 3လုံး1ပေါ့နော်3လုံး1ဒီမှာလဲဆက်ပြီး3လုံး1တယ်နှစ်ပွဲစည်းပဲရှိတယ်4 6 1ဆက်ပြီး1တယ်ဒီမှာ3 5 3ဆိုမှ1မှာကျွန်တော်3ထိပ်ကိုကြိုက်တယ်34 39အထူးကနောက်ကွက်ကောင်းကချဲ16နဲ့36 16 36 16 36 34 39အဲ့ဒါနောက်ကွက်က main 16 36ကအထူးဘလူးယူမောင်း16 36ကိုလေးမောင်းတည်းမှာတင်းနဲ့ဒီဗုဒ္ဓဦးနေ့ကမနက်ထိပ်ကြီးနဲ့အင်္ဂါနေ့ညနေထွက်တဲ့တစ်ထိပ်ကိုယူပြီး2မနေဘူးလား2နဲ့ကဒီမှာ4ထိပ်ကြပြီနော်ဒီ6နဲ့ဒီ4နဲ့ပေါင်းတော့တုံညအဲ့တုံညကဒီမှာနောက်ပိတ်နော်ဒီမှာမနေ့ကညနေ4ထိပ်ခုမနက်1ထိပ်နဲ့တိုက်ကြည့်လိုက်တော့9မနေဘူးလား9နှစ်ကဒီမှာ3ထိပ်နှလုံး8က8ဆိုပြီးဒီမှာပိတ်တယ်ကျွန်တော်မနက်ခင်းကိုဒီမှာ1ထိပ်နဲ့ယူလိုက်ပြီ16လို့ထွက်ခဲ့နော်1ကမြူးညာ3လုံးဆင့်ပြီး1ကြနိုင်တယ်4နှစ်ကဒီမှာ2ထိပ်ညက်နေဘူးမနေ့16လို့ထွက်ရင်4နှစ်က2ထိပ်ဒီ6နဲ့16လျာကန်ဒီ6နဲ့ဒီ2နဲ့ပေါင်းခြင်းကရှေ့အားကြောင့်2ရှေ့ညက်နေဘူးအဲ့2ချက်ကဒီ9ရက်ပါပါတုံညာပရိရွေးတာပရိဖမ်းတာဒီမှာ6ပါပါတိပရိ3ရှေ့ဒီနေ့ညက်နေကြတယ်9နောက်ပိတ်9ပါပါ4ပရိ40ဒီမှာပါပါ6ပါပါတိပရိ3ရှေ့ဒီမှာ5ပါပါလိုင်းတုံညာပရိ2ရှေ့အဲ့လိုမပေးဘူးဟေးဆိုလို့ရှိရင်ဒီ3လုံးဒီ9 1 3လုံး1 6 4 1 3လုံး1 3 5 3နဲ့3လုံး1ရင်36ကဘယ်လိုကြိုက်ထားတော့36လို့လာခဲ့လို့ရှိရင်ဒီ36မလာဘဲနဲ့36လိုင်းဒီ3နဲ့ဒီ3ထိပ်နဲ့ပေါင်းရင်6ရဲ့နှစ်ခါက9ထိပ်ဒီ36လို့ကြရင်ဒီ6နဲ့မနေ့နောက်ပိတ်နဲ့ညနေထိပ်နဲ့ပေါင်းရင်9အဲ့တော့95 36လို့ကြရင်95ညနေထိုးကြ16လို့ထွက်ရင်28လို့ထိုးကြကျွန်တော်ပြောချင်တာ16လို့ဒီ9ပါဝါတုံညာပရိဆင်းမယ်လို့16လီတာလှပြန်ကြဘာလို့လဲဆိုတော့ဒီမှာ9ပါဝါပရိ40လို့ထွက်တယ်ဒီမှာ6ပါဝါပရိ38လို့ဒီနေ့ထွက်တယ်9ပါဝါဘူပရိ28နှလုံး2နှစ်ခတ်4ထိပ်
နှလုံးတုံညနောက်ပိတ်40လို့ကြားနှလုံး9နှစ်ခတ်3ထိပ်အလဲနှလုံး8ကအပိတ်ပဲဒီမှာ16လို့ကြားရင်နှလုံး4နှစ်ခတ်က2ထိပ်နော်4နှစ်ခတ်က2ထိပ်ဒီ6နဲ့2နဲ့ပေါင်းတော့8အပိတ်5ပါဝါတုံညပရိ2ရှိကျွန်တော်ကြိုက်တယ်နော်နောက်ပြီးဒီမှာ3လုံးပေါင်း8 5ကူ4 8တပွဲနောက်တော့18တယ်9 6 3ဆက်ပြီးရှင်းမယ်ဆိုဒီမှာဒီ5နှစ်ထိပ်နဲ့5ပါဝါတုံညပရိ28 16ကိုဒါကြိုက်တယ်ဗျာကျွန်တော်ဒီမှာ16ကိုဒါကြိုက်တယ်ဆိုတာ10ခွဲဆိုင်နဲ့လေကိုက်ညီနေတယ်ဒီမှာနှလုံး9နဲ့1နဲ့ပေါင်းတော့တုံညမနက်ထိပ်နဲ့ညနေထိပ်ပေါင်းတော့တုံညတဲ့ငယ်တာ9နောက်ပိတ်နဲ့ညနေနောက်ပိတ်9ဒီမှာ1နဲ့4နဲ့ပေါင်းတော့5တဲ့ကြီးတာ6နဲ့တုံညနဲ့6 4နှလုံး3ဒီမှာနှလုံး3ဆက်ကြီးမှာနော်နှလုံး4ရင်ဒီမှာ6ခံထားရတဲ့ရှင်းနောက်ပဲနားလေတာတော့မသိဘူး3 6လို့ထွက်လို့ရှိရင်3နဲ့ဒီ9နဲ့ပေါင်းတော့2ဒီ6နဲ့5နဲ့ပေါင်းတော့ဒီ10ခွက်ဆိုင်ဒါအလှတယ်ကျွန်တော်စီဒနာနဲ့ပြတာတောက်ပြလဲတပြားလည်းမတောင်းဘူးနော်ကောင်တို့စီကိုမိတ်ဆွေတို့စီနော်အဲ့တော့ထူးကြဖို့ကျွန်တော်ဘိုင်ဘာနေပြီးတော့ပဲဟိုင်ယူမစီယာနေဟိုင်နော်ကနန်းတောင်းကျင်39 6 1 4နှစ်1 9နှစ်ကိုဆက်တွေ့နိုင်ပါတယ်နော်ကျွန်တော်ပတ်စံလည်းမတောင်းပါဘူးနော်ဟုတ်ပြီနားလေတာတော့မသိဘူး3လုံးပေါင်းရင်8 5 9 4 9 6 3ဒီ5နှစ်ကနန်းစိုက်ကဒါလိုက်မရှိလို့ဒီ6လို့လားမနေ့ကထွက်တယ်ညက်နေပြန်ရမလို့28 36လို့ထွက်ခဲ့ရင်95ပဲအမတို့ကနန်းအများကြီးမထွက်အောင်တင်ထိုးရမှာအဲ့ဒီကွက်ပဲတင်ထိုးကြ3လုံးတင်မယ်ဆို3ထိပ်3 5 3နဲ့3ထိပ်ကိုကျွန်တော်ခွန်ပရိတ်နှစ်ပရိတ်ဆိုတော့3 4နဲ့3ကိုတိ6နဲ့36ကလက်တွဲဆက်ရပြီးတာတိကဒီမှာမြူးနေ1လုံး2လုံး3လုံး4လုံးရှိ1လုံး2လုံး3လုံးရှိအခုမနက်ခင်းကိုတစ်ထိပ်3ပွင့်ဆိုင်လာနိုင်တယ်ဒီတုံးကလည်းပြောမှဆိုဒီကမနက်ညနေထိပ်တွေရညနေထိပ်တွေအပိတ်တွေကဒီမနက်တွေကိုတစ်ခါမှမလာဘူးဒီမှာ2 8ဒီမှာမလာဘူး2 5မလာဘူး10မတစ်လာမလာဘူး10တစ်လာတယ်နော်40မလာဘူး3 8ဆိုတော့3ကြိုက်ခဲ့3ထိပ်လာမှာလိုင်း36 39 34တစ်ထိပ်လိုင်း16တစ်ထိပ်လိုင်း16တစ်ပဲကျွန်တော်ကြိုက်ဆုံးက16ပဲကြိုက်ဆုံး16အော်ထူတသိန်းဘူးတသိန်းဘူးတသိန်းဘူးထူတသိန်းဘူး16ကိုတသိန်းဘူးထူ16ကိုတသိန်းဘူးထူ36
စိတ်ကြိုက်ဩဗျာလက်ရမလှဘူးနော်ကျွန်တော်စိတ်ကြိုက်ဩတုံးလေးတုံးကွာဘာလို့ထိုးကျင်တော့ထိုးပါဗျာကျွန်တော်စကားအများကြီးမပြောဘူးကျွန်တော်နော်အဲ့တော့မှကျွန်တော်လဲခုကဖျားတာကျွတ်ပြီးခင်ဗျားတို့အိမ်မကလေးလေခဏလေးဘိုးတော်တွေကပြီးအောင်ခင်ဗျားတို့ပြီးအောင်လို့ကျွန်တော်ညာတိုင်းဖျားရှင်ကိုပါတယ်ပရိကြီးဆက်တဲ့တုတ်ရွတ်ပါတယ်ဂုံတော်ကိုချရွတ်ပါတယ်ကျွန်တော်မိကောင်းဖခင်တားသမီးပါဒုစီယမှာလဲတောက်ပြတဲ့ဗျာမှမတောင်းပါဘူးကျွန်တော်နော်ဘာလို့ပတ်စံများများဆသာပေါက်ပြီးဟာနံပါတ်ပကြီးပြီးဟာဆိုရလူကြီးလောက်ပဲကျွန်တော်ကထင်ကြည့်တာနော်တို့ကအနောက်အဲ့လူလည်းမလောက်ချင်ဘူးဗျာအများကြီးဆရာကိုပြီးတဲ့ခဏပေါင်တော်ဒီမှာပေါင်တော်ကြီးခင်ဗျားတို့ကိုပြီးတဲ့ခဏပေါင်တော်ကြီးလေမပေါင်ရင်တွားပြီတဲ့ကျွန်တော်တော့မှနေတယ်ကျွန်တော်ကတော့